အားလုံးကိုမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ကျွန်တော်ကတော့မေတော်ကြီးအစေပါသင်္ကိုင်းဝင်ဖာသာကေဗီဒီယိုတိုင်းရေးဖြစ်ပါတယ်ယခုအချိန်ခါသမယာလေးမှာကျွန်တော်အားလုံးနဲ့အတူမေတော်သခင်မရဲ့အကြောင်းကိုဝင်ငှချင်ပါတယ်ကျွန်တော်တို့ကက်သလစ်အသင်းတော်မှာကျွန်တော်တို့သခင်ခရစ်တော်ကိုကိုးကွယ်ကြတယ်အမိမေတော်ကိုကျွန်တော်တို့တရားကြည်ညိုကြတယ်တရားကြည်ညိုတယ်လို့ပြောတဲ့အခါမှာအမိမေတော်ကိုကျွန်တော်တို့နာမည်လေးအများကြီးပေးပြီးတော့အားကိုးကြတယ်အမိမေတော်ဟာကျွန်တော်တို့အတွက်ဆုတောင်းပေးတဲ့မေတော်ဖြစ်ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာအတူတူရှောင်နေတဲ့မေတော်ဖြစ်ကျွန်တော်တို့မေတော်ကိုအားကိုးကြတယ်ကျွန်တော်တို့မေတော်ကိုတရားကြည်ညိုကြတယ်ဆိုတော့ကျွန်တော်တို့ကက်သလစ်အသင်းတော်မှာလည်းမေတော်ကိုနာမည်လေးအများကြီးပေးထားတာဆိုတော့အဲ့ဒီအထဲမှာကက်သလစ်အသင်းတော်ကယုံကြည်ရာအချက်ဆိုပြီးတော့အမိမေတော်နဲ့ပတ်သက်ပြီးအလေးချက်ပေးတာဆိုတော့ပထမချက်ကဘာလဲဆိုတော့အမိမေတော်ဟာဖျားရှင်သခင်ခရစ်တော်ရဲ့အမိပဲဖြစ်တယ် Lady Mother of God ဆိုတော့ဒီယုံကြည်ရာအချက်ကိုအေဖက်ဆုကောင်ဆယ်မှာ431 AD မှာအသင်းတော်ကနေပြီးတော့ပြန်ဝင်ကြေညာခဲ့တယ်ဒီမှာဘာကိုပြောခဲ့လဲဆိုတော့ Jesus is one person fully God and fully human and that his mother should be called the Theotokos Theotokos ဆိုတာ Mother of God ဖျားဤမေတော်ဆိုတော့သခင်ခရစ်တော်က a human person fully God and fully human ဆိုတော့ဖျားအဖြစ်လူအဖြစ်ဖြစ်တဲ့သခင်ခရစ်တော်ရဲ့အမေကလည်းဖျားရဲ့အမေဆိုပြီးတော့အေဖက်ဆုကောင်ဆယ်ကနေပြီးတော့အသင်းတော်ကိုကြီးညာလက်ခံခဲ့ဆိုတော့ဒုတိယအနေနဲ့ the perpetual virginity အမိမေတော်ရဲ့အမြဲအစဉ်ကညာမာရိယာသင်ကြီးအချက်ပဲဖြစ်တယ်ဆိုတော့ဒါကဘာလဲဆိုတော့မေတော်သခင်မဟာသခင်ခရစ်တော်ကိုမမွေးခင်သခင်ခရစ်တော်ကိုပေးတဲ့ဆွေးနေစဉ်သခင်ခရစ်တော်ကိုမွေးပြီးရဲ့နောက်မှာလည်းအမိမေတော်ဟာအပြုကညာပဲဖြစ်တယ်ဆိုတာကိုသင်တဲ့ယုံကြည်အချက်ပဲဖြစ်တယ်ဆိုတော့တတိယအချက်ကဒီ immaculate conception ဆိုတော့အမိမေတော်ဒီအပြည့်မဲ့တည်းယူတော်မူသောမေတော်သခင်မဖြစ်တယ်ဆိုတာကိုအသင်းတော်ကကိုရဲမင်းကြီးကိုမြောက် IS က Apostolic Constitution အဖြစ် Ineffably Deus ဆိုတဲ့ဒီစာချုပ်တော်အဖြစ်ဒီဇင်ဘာလ10ရက်နေ့1854ခုနှစ်မှာအသင်းတော်မှာအမိမေတော်ဒီအပြည့်မဲ့တည်းတော်မူသောမေတော်သခင်မဖြစ်တယ်ဆိုပြီးတော့ကြီးညာဆိုတာဘာကိုပြောချင်တာလဲဆိုတော့အမိမေတော်ဟာသူမရဲ့အမိတန်တာအာနာရဲ့ one by မှာဗေဒတိဆွဲတဲ့ကသူမအပြည့်မရှိတဲ့နဲ့လောကရဲ့ဗေဒတိဆွဲခြင်းခံရတယ်ဆိုတာကိုဟောင်းပြခြင်းနဲ့ဖြစ်နောက်ဆုံးယုံကြည်ရာအချက်တစ်ခုကဘာလဲဆိုတော့ the assumption of maybe မေတော်သခင်မအားမေတော်သခင်မကိုကောင်းကင်ဘုံသို့ပေးဆောင်ခြင်းပေးဆောင်ခံရခြင်းနောက်ဆုံးယုံကြည်ရာအချက်ကမေတော်သခင်မအားကောင်းကင်ဘုံသို့ပေးဆောင်ခံရခြင်း the assumption of maybe ဆိုတော့ဒါဘာလဲဆိုတော့မေတော်သခင်မကွယ်လွန်သွားပြီးတဲ့အခါတည်ဆုံးသွားပြီးတဲ့အခါသူမရဲ့ခန္ဓာကိုယ်ရောဝိညာဉ်ရောကောင်းကင်ဘုံသို့ပေးဆောင်ခြင်းခံရတဲ့ယုံကြည်ရာအချက်ပဲဖြစ်တယ်ဆိုဒီယုံကြည်ရာအချက်ကိုနိုဝင်ဘာလ1ရက်နေ့1950ခုနှစ်မှာအိုယေမင်းကြီး12ဦးမြောက် IS ကနေပြီးတော့သူရဲ့ Apostolic Constitution ဖြစ်တဲ့ Munificentissimus Deus ဒီယုံကြည်ရာအချက်ကိုအိုယေမင်းကြီး12ဦးမြောက် IS ကနိုဝင်ဘာလ1ရက်နေ့1950ခုနှစ်မှာသူရဲ့ Apostolic Constitution ဆိုတဲ့စာချုပ်တော်အဖြစ် Munificentissimus Deus အင်္ဂလိပ်လိုဆိုရင်နော် the most bountiful God အမြင့်မြတ်ဆုံးအကျွယ်ဝဆုံးဘုရားဆိုတဲ့ဒီစာချုပ်တော်အဖြစ်အသင်းတော်ကိုဒီယုံကြည်ရာအချက်ကိုသွန်သင်ပေးခဲ့ဆိုတော့မေတော်သခင်မကိုကောင်းကင်ဘုံသို့ပေးဆောင်ခြင်းခံရတဲ့ဒီအချက်၄ချက်ကိုကျွန်တော်ဒီပြီးတော့နည်းနည်းအကြံပြတ်ကျွန်တော်နဲ့ဝင်ငှချင်ပါတယ်ဆိုတော့မေတော်သခင်မကောင်းကင်ဘုံသို့ပေးဆောင်ခံရခြင်းသခင်ယေရှုဟာကောင်းကင်ဘုံသို့တက်ကြပါဆိုကျွန်တော်တို့ဒီယုံကြည်ရာအချက်၄ချက်ကိုကြည့်ပြီးတဲ့အခါမှာယခုနောက်ဆုံးအချက်ဖြစ်တဲ့မေတော်သခင်မကောင်းကင်ဘုံသို့ပေးဆောင်ခံရခြင်းယုံကြည်ရာအချက်ကိုကျွန်တော်တင်တို့နဲ့အတူအသေးစိတ်ကျွန်တော်တို့ဒီနေရာမှာလေ့လာမှာပဲဖြစ်ပါတယ်ဆိုတော့မေတော်သခင်မကောင်းကင်ဘုံသို့ပေးဆောင်ခံရခြင်း
ဒီစာချုပ်လာကိုကိုရင်းမြစ်ကြီးက1950 မှာဆိုရမယ်ဆိုရင်ဒုတိယကမ္ဘာစစ်ပြီးလို့9 နှစ်လောက်နေပြီးတဲ့အခါမှာကိုရင်းမြစ်ကြီးကအသင်းတော်မှာတင်ညာဒီ background ကဘာလဲအဲ့လိုအဲ့ဒီအချိန်မှာတင်ညာရတာလဲဆိုတဲ့အကြောင်းရင်းကလူတွေအလုံးကပထမကမ္ဘာစစ်ဒုတိယကမ္ဘာစစ်နဲ့ဒုက္ခတွေရောက်နေတဲ့အခါသူယုံကြည်ခြင်းရိမ့်အိမ်လာတဲ့အခါမှာကမ္ဘာမှာရှိတဲ့ဆရာတော်တွေကနေပြီးတော့အကူအညီတောင်းပြီးတော့အစည်းအဝေးတွေလုပ်ပြီးတော့နောက်ဆုံးကိုရင်းမြစ်ကြီးကသူ့ရဲ့ ex cathedra ဆိုလဲကိုရင်းမြစ်ကြီးရဲ့အာဏာပိုင်အဖြစ်ဒီစာချုပ်တော်ကိုအသင်းတော်မှာအတည်လင်းကျင်ညာပြီးတော့ယုံကြည်ရအချက်ဖြစ်အသင်းတော်ကိုတုံ့ပြန်ပေးခဲ့ဆိုတော့ဒီခေတ်ကာလမှာလဲအသင်းတော်မှာဘာတွေအရန်ကိုလက်မိုးချင်းခံရလဲဆိုတော့ secularism communism ဆိုဘာလဲဆိုတော့ငါတို့ရဲ့ဒီ secularism communism ဆိုတာနိုင်ငံတော်ရဲ့ဥပဒေရေးပညာရေးစတဲ့လောကီရေးရာကိစ္စအယူဝါဒတွေမှာဘာသာရေးဝင်အောင်ဆက်ဖက်ခြင်းမရှိဖို့အတွက်ဆိုတဲ့ဆိုဘာသာရေးကိုနိုင်ငံရေးထဲမှာပြင်လို့လာအောင်ဆိုဘာသာရေးကိုလူတွေဖယ်လာတဲ့အခါမှာဒီအချိန်မှာလူပဲယုံကြည်မှုရင်းရလာတဲ့အတွက်သူတို့ကိုယုံကြည်မှုပို့ပြီးတော့တောင်းတင်းခံနေစေဖို့အတွက်အမိမေတော်ကယုံကြည်ခြင်းနဲ့ပြည့်ဝတဲ့အမေတော်ဖြစ်တယ်ဆိုတာကိုဘာသာသူတာပဏိတွေကိုတိုက်တွန်းတဲ့အနေနဲ့ကိုရင်းမြစ်ကြီးကဒီစာချုပ်တော်ကိုကြီးညာခြင်းဖြစ်ဆိုတော့ကျွန်တော်တို့မေတော်သခင်မရဲ့ကောင်းကင်ဘုံသို့ပင့်ဆောင်ခံရခြင်းလို့ပြောလာတဲ့အခါမှာသခင်ယေရှုကောင်းကင်ဘုံသို့တက်ကြခြင်းကိုကျွန်တော်တို့ရှောင်ဖယ်လို့မရ The Jesus Ascension and Mary's Assumption ဆိုသခင်ယေရှုဟာကောင်းကင်ဘုံကိုတက်ကြွသွားမေတော်သခင်မကကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသူနှစ်မျိုးအောင်မတူသခင်ယေရှုကသူ့ရဲ့အာဏာပါဝါနဲ့ကောင်းကင်ဘုံတက်သွားမေတော်ကတက်တာမဟုတ်ဘူးမေတော်ကိုတူတယောက်ကခေါ်သွားတော့အဲကြောင့်လည်းကျွန်တော်တို့ကဒီ assumption of Mary ဆိုပြီးခေါ်တယ်။တင်းဆောင်ခြင်းခံရတယ်မေတော်သခင်မ။ဆိုတော့မေတော်သခင်မကောင်းကင်ဘုံသို့တင်းဆောင်ခြင်းခံရတယ်လို့ပြောတဲ့အခါမှာသူ့ရဲ့ဝိညာဉ်ကိုဘုရားယူသွားတာမဟုတ်ဘူး။သူ့ရဲ့ခန္ဓာနာမ်ဝိညာဉ်ကိုပါဘုရားကကောင်းကင်နိုင်ငံကိုတင်းဆောင်သွားတယ်ဆိုတာကိုကျွန်တော်တို့သိရအောင်။ဆိုတော့မေတော်သခင်မကောင်းကင်ဘုံသို့တင်းဆောင်ခြင်းခံရတယ်လို့ကျွန်တော်တို့ပြောလာတဲ့အခါမှာဘာတတ်တဲ့အထောက်ထားလဲ။ဆိုတော့မေတော်သခင်မဘယ်တော့မှဆုံးသွားတာလဲ။သူ့ရဲ့အခေါင်းကဘာမှရှိတာလဲသူ့ရဲ့ဥပ္ပကဘာမှရှိတာလဲသူ့ရဲ့ခန္ဓာကိုယ်ကရှိသေးလားဆိုတဲ့စံတတိအမျိုးမျိုးသောမိကုံးတွေအတွက်ဘာဖြစ်ရှိလဲကဲတော့မဟုတ်ကျွန်တော်တို့အသင်းတော်ကျွန်တော်တို့ကက်သလစ်အသင်းတော်ကအလုံးနေ့စဉ်လေ့လာမိတဲ့တမန်ကျမ်းစာမှာအထောက်ထားရှိလားလို့ကြည့်တဲ့အခါမှာမရှိပါဘူးတို့ပြီးတော့ညာလဲတို့ရဲ့ကက်သလစ်အသင်းတော်ရဲ့မြတ်တော်ဤဝါဒဘာပြောလဲဆိုတော့ The source of knowledge of a Catholic comes from both tradition and scripture ဒါဘာပြောလဲဆိုတော့ကက်သလစ်တယောက်ရဲ့ဆိုတရားဘာသိတယ်လဲဆိုတော့ကက်သလစ်တယောက်ရဲ့ဘာသာရေးအတိအမြင်ဟာတမန်ကျမ်းစာတွေမလို့တော့သေးဘူးရွရဇလိလေလိုအပ်တယ်ဆိုပြီးပြောဆိုတော့ကျွန်တော်တို့ဒီမှာမေတော်တခင်မအကောင်းမှုတို့ပြင်ဆောင်ခံရခြင်းကိုပထမကျွန်တော်အသင်းတော်က tradition ရွရကလေးနေနဲ့ဘာတွေရှိရဲ့အစဉ်လားဒုတိယကကျမ်းစာအနေနဲ့ကျွန်တော်တို့ဘာတွေနေနေရမလဲဆိုတော့ကျွန်တော်တို့ပိုင်းတစ်ပိုင်းခွဲရည်ကြည့်တာဆိုတော့ပထမတစ်ပိုင်းက the church tradition လို့ပြောတဲ့အခါမှာတမိုင်းအစဉ်လားဘုမဟုတ်ဒီနေ့ထုံးစံလို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့မေတော်သခင်မကောင်းကင်ဘုံသို့ပြည့်ဆောင်ခြင်းခံရတဲ့ဒီပွဲဒီယုံကြည်မှုတစ်ခုကိုပယ်ခြင်းကနေအသင်းတော်မှာဖားခဲ့တာလေလို့ပြောလာတဲ့အခါ900စုနှစ်တည်းဟာအသင်းတော်ကရှိတဲ့ရှေးဟောင်းခရစ်ယာန်များဟာလက်ခံယုံကြည်ကြတယ်ဆိုတော့အော်ဂူလာ15ရက်နေ့မှာအခုလေကျွန်တော်တို့အသင်းတော်မှာအော်ဂူလာ15ရက်နေ့ကျင်းပကျွန်းနေရာတွေမှာတင်းင်းကိုနေနေ့ဆက်တော့တင်းင်းကိုနေကိုကျင်းပဆိုတော့900စုနှစ်မှာအော်ဂူလာ15ရက်နေ့မှာမေတော်သခင်မကောင်းလို့နေတဲ့တိတ်ဆောင်ခြင်းပွဲကို900စုနှစ်ကကျင်းပဆိုတော့ကျင်းပတဲ့ကမှာတို့ကဘာထောက်ကားရှိလဲဆိုတော့မရှိထောက်ကားရလို့မရှိအဲ့ဒါဘာရှိလဲ oral tradition ဆိုရယ်ဒီနှုတ်အားဖြင့်ပြောတဲ့မေတော်သခင်မကိုဘုရားသခင်အကောင်းကိုပင့်သွားတယ်မေတော်သခင်မခန္ဓာနဲ့အဝိညာဉ်နဲ့အကောင်းကိုရောက်သွားတယ်ဆိုတော့သူတို့ရဲ့ဒီ oral tradition ဒီတို့ရဲ့နှုတ်အားဖြင့်တစ်ခုတယောက်ကနေပြီးတော့သူပြောတဲ့ oral tradition ရှိဆိုတော့အဲ့ဒီခါမှာဒီမေတော်သခင်မကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရတယ်ဆိုတော့ assumption of Mary ဆိုတဲ့ term မသုံးသေးဘူးအဲ့တော့ဘာသုံးလဲဆိုတော့ birth into heaven ဒီတဲ့ခါမှာဘုမဟုတ် her dominion birth into heaven or dominion တော့ကောင်းကင်နိုင်ငံမှာမေတော်သခင်မမွေးဖွားခြင်းဘုမဟုတ်မေတော်သခင်မရဲ့အိပ်ဆက်ခြင်းဆိုပြီးပြောတာဆိုတော့နောက်တဲ့သမိုင်းမှာဘာတွေ့ရသေးလဲဆိုတော့
Transitus Mariae ဆိုတဲ့ passage of Mary မေတော်မာရီယာနဲ့ပတ်သက်တဲ့ပုံမြင်နေမေတော်မာရီယာနဲ့ပတ်သက်တဲ့အရေးအသားတွေရှေးဟောင်းစာပေတွေအဖြစ်အသိရလဲဆိုတော့6ရာစုနှစ်ကလည်းမေတော်နဲ့ပတ်သက်ပြီးတော့အသင်းတော်မှာရှိတဲ့ Church Fathers ရှေးဟောင်းဘုန်းကြီးတွေကနေပြီးတော့ Church Fathers အသင်းတော်ရဲ့ရှေးဦးဖခင်တွေကနေပြီးတော့မေတော်နဲ့ပတ်သက်ပြီးတော့မေတော်ကောင်းကင်ဘုံသို့တည်ဆောင်ခြင်းခံရတဲ့နဲ့ပတ်သက်ပြီးတော့ဒီကြေယာကွန်ဒီချက်တွေတရားဒေသနာဟောကြားခြင်းတွေစသဖြင့်သူတို့ရဲ့အရေးအသားအသေးလေးတွေအားဖြင့်သူရဲ့အပြောအဆိုတွေအားဖြင့်အသင်းတော်ထဲမှာစပြီးတော့သူတွေသိရှိလာကြ6ရာစုပြီးတဲ့နေ့ခါမှာ9ရာစု10ရာစုလောက်မှဒီယောမမြို့တွေကိုမေတော်သခင်မကောင်းကင်ဘုံသို့ပေးဆောင်ခြင်းခံရတဲ့ယဉ်ကျေးမှုတစ်ခုရောက်လာတဲ့လူတွေအားလုံးကလည်းစတင်ပြီးတော့ဒီပွဲကိုကျင်းပလာကြအဲ့ဒီအတိုင်းကြီးကဗမာတွေကျင်းပလဲဆိုစီးရီးယားတို့အီဂျစ်တို့အဲ့ဒီနိုင်ငံတွေမှာကျင်းပတော့9ရာစုနောက်ပိုင်းမှာယောမမြို့တွေရောက်လာရောက်လာတယ်ဆိုတော့ရှေးဟောင်းသုတေသနပညာရှင်တွေကဘာပြောလဲဆိုတော့မေတော်သခင်မဟာဂျေရုဆလင်မြို့နဲ့အေဖက်ဆုမြို့မှာသူမရဲ့အုပ်ကူရှိပါတယ်ဆိုပြီးပြောကြဘာလို့သူတို့ပြောနေတာလဲဆိုတော့မေတော်သခင်မအဲ့ဒီမြို့နှမျိုးမှာအသက်ရှင်နေထိုင်ခဲ့တော့အဲ့ဒီနှမျိုးမှာမေတော်သခင်မရဲ့အုပ်ကူရှိတယ်ဆိုတော့ရှေးဟောင်းသုတေသနပညာရှင်တွေကပြောဆိုကြသို့ပေတော့ညာလဲသူမှရှင်းပြလို့မရအဖြစ်မရတဲ့ပေဒီကဘာလဲဆိုတော့အဲ့ဒီမှာသွားကြည့်တော့လေမေတော်သခင်မရဲ့ခန္ဓာကိုယ်မရှိဘူးသူမရဲ့အုပ်ကူလည်းမရှိဆိုတော့မေတော်သခင်မကောင်းကင်ဘုံသို့ပေးဆောင်ခြင်းခံရတယ်ဆိုတာကမြေပုံတစ်ခုဖြစ်လာဆိုတော့သူရဲ့ဒီမှာရှေးဟောင်းသုတေသနပညာရှင်တွေကမေတော်သခင်မရဲ့အုပ်ကူဟာအေဖက်ဆုမြို့နဲ့ဂျေရုဆလင်မြို့မှာရှိတယ်မေတော်သခင်မကကောင်းကင်ဘုံသို့တက်သွားတာမဟုတ်ဘူးဆိုပြီးတော့သူတို့တွေပြောတယ်ဘာလို့လဲဆိုတော့မေတော်သခင်မဂျေရုဆလင်မြို့နဲ့အဲ့ဒီအေဖက်ဆုမြို့ကြီးမှာသူမအသက်ရှင်နေထိုင်ခဲ့သူမအသက်ရှင်နေထိုင်ခဲ့တော့သူတို့ရဲ့လေ့လာတွေ့ရှိချက်အရမေတော်သခင်မရဲ့အုပ်ကူဟာဒီမှာရှိပါတယ်လို့ပြောပြီးတော့ညာလဲသွားပြီးပြန်လည်စာကြည့်တဲ့အခါမှာမေတော်သခင်မရဲ့အုပ်ကူလည်းမရှိဘူးမေတော်သခင်မရဲ့ခန္ဓာကိုယ်လည်းမရှိဆိုတော့မေတော်သခင်မရဲ့အုပ်ကူလည်းမရှိဘူးခန္ဓာကိုယ်လည်းမရှိဘူးဆိုတော့မေတော်သခင်မကကောင်းကင်ဘုံသို့တက်ကြသွားတယ်လို့ပြောဖို့ဆိုတာလည်းလက်ခံဖို့အရင်ခင်းတဲ့ကအကယ်၍မေတော်သခင်မရှိတယ်ဆိုရင်သူမရဲ့ relic ဆိုရဲသူမရဲ့ဒီအမွေနဲ့တင်းတော်ကိုထားခဲ့တဲ့အမွေနဲ့သူမရဲ့ခန္ဓာကိုယ်သို့မဟုတ်သူမရဲ့ relic ရှိလေလို့လေ့လာကြည့်တဲ့အခါမှာဘာမှမရှိဥပမာဆိုကြပါစို့တခင်ယေစုမွေးဖွားခဲ့တဲ့ငါတင်းကုန်းလေးဟာသူဒီနိုင်ငံရောမမြို့မှာရှိတဲ့မေရီနေကျဖျားချောင်းမှာရှိတယ်တခင်ယေစုလဝကတိုင်းကနေချပြီးတော့သူ့ရဲ့ခန္ဓာကိုယ်အုပ်တဲ့အဝိဇ္ဇာလည်းဒီနိုင်ငံမှာရှိတယ်ဆိုတော့တခင်ယေစုရဲ့ရှင်းဟောင်းအမွေနဲ့တည်ရှိဆိုတော့ကျွန်တော်ရဟန္တာတွေကြည့်တဲ့အခါမှာရဟန္တာစေအန်တိုနီယိုပါဒူဝါမြို့မှာရှိတဲ့ကျမ်းဆောင်ကြီးဆိုရင်ပြီးရရှာအခုကျွန်တော်တို့စက်တင်ဘာလ9ရက်နေ့ကအတင်းတော်ကပြုတော်စရာနေပြီးရဟန္တာနှစ်ပါးဖြစ်တင်ရောက်ခဲ့တဲ့ရဟန္တာကာလိုအကုတုကိုသူ့ရဲ့ဒီနှလုံးပတ်ဝန်းကျင်မှာနှလုံးသားမှာရှိတဲ့ဒီသူ့ရဲ့တ issue လေးတွေယူပြီးတော့သူ့ရဲ့အမွေအနှစ်ဖြစ် the first လေးအဖြစ်အတင်းတော်ထားတာဒုတိယတယောက်အနေနဲ့မကြခင်မှာပဲကျွန်တော်တို့အသင်းတော်မှာသူတော်စင်ကနေပြီးတော့ရဟန္တာနှစ်ပါးအဖြစ်ပြင်မြောက်ပေးခြင်းခံရတဲ့ရဟန္တာများဖြစ်တဲ့စိန့်ကာလိုအကုတုဆိုရင်သူ့ရဲ့ relic အမွေအနှစ်ဖြစ်သူ့ရဲ့ဒီနှလုံးသားအဝန်းကျင်မှာရှိတဲ့အဲ့ဒီရှင်းလေးကိုသူ့ရဲ့အမွေအနှစ်ဖြစ်ထားလာတယ်ဆိုတော့ယဟန္တာစိန့်ပီယဂျော့တူဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ဟာမပုံမတိုးပဲမစင်းမင်းပဲနဲ့တရှိနေတယ်ဆိုတာကိုပြလက်လက်အနေနဲ့ပြရဆိုတော့မေတော်မာရီးမယားရဲ့အရှိချင်း relic ဆိုတာဘာမှလဲဆိုတဲ့အမြင်ဖြစ်လာတာမရှိပါဘူးဒါကြောင့်လေပုံရင်မကြီးဟာနိုဝင်ဘာလ1ရက်နေ့1950ခုနှစ်မှာမေတော်သခင်မသည်တောင်းဝင်ပုံတို့ပြင်ဆောင်ခြင်းခံရပြီဆိုရင်ကျုံကြီးရာတုံးလေးချက်ကိုအသင်းတော်မှာအပြည့်ပြီးကျင်းထားခဲ့ကျွန်တော်တို့ကက်သလစ်အသင်းတော်ရဲ့ယုံကြည်ချက် Apostles Creed ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဆိုတဲ့အခါမှာလည်းကျွန်တော်တို့ဆိုလေးရှိတယ် the resurrection of the body and in light everlasting တော့ကိုယ်ခန္ဓာပြန်လဲရှင်ပြန်ထမြောက်မိအကြောင်းအစဉ်သာဝရအသက်ရှင်မိအကြောင်းကိုလည်းယုံကြည်လင်းမြတ်ခြင်းရှိပါ၏ဆိုပြီးတော့ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့တနေ့ဝင်နေစားတွေမှာယုံကြည်ခြင်းအကျဉ်းချုပ်ဆိုတဲ့အခါမှာကျွန်တော်တို့ယုံကြည်ခြင်းကိုတမျိုးထုတ်ဖို့နော်ရှင်ပြန်ထမြောက်ခြင်း
ပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့အစဉ်ထာဝရအသက်ရှင်ကြီးအကြောင်းကျွန်တော်တို့လက်ခံလုပ်နေကြဆိုတော့တရားမိမိတို့တကယ်မှကောင်းကင်ဘုံသို့ပေးဆောင်ခံရခြင်းကျွန်တော်တို့ရဲ့ tradition ဆိုတော့ဒီအစဉ်လာအဖြစ်အမိမိတို့တကယ်မှကောင်းကင်ဘုံသို့ပေးဆောင်ခြင်းခံရတာကိုဘလို့အသိတော်ကစတင်လက်ခံလာလေဆိုတာကိုကျွန်တော်တို့လေ့လာနေဒုတိယပိုင်းနေလေမိတို့တကယ်မှကောင်းကင်ဘုံသို့ပေးဆောင်ခြင်းခံရတာကိုကြားကအဖြစ်ကျွန်တော်တို့အတိအကျ direct Bible verse တော့မရှိဘူးသို့ပေတော့ညာလဲမေတော်မာရိယာနဲ့ပတ်သက်ပြီးပြပြတာလေးတချို့ကိုကျွန်တော်တို့လေ့လာကြည့်ကြအောင်ပထမကျမ်းချက်ကတော့ကိုရိန္သုမြို့ဩဝါဒစာပထမစာတော်မှာအခန်းကြီး15အခန်းငယ်20နဲ့23မှာကျွန်တော်တို့ဗာတွေ့ရလဲဆိုတော့လူပေါင်းတို့သည်အာဒံ၌တည်ကြသကဲ့သို့သူသည်အားလုံးသည်ခရစ်တော်၌အသက်ရှင်ကြပါလိမ့်မည်သို့သောလူအသီးသီးတို့သည်မိမိတို့အလဲကျရှင်ပြန်ထမြောက်ကြရမည်ခရစ်တော်သည်ပထမဦးစွာရှင်ပြန်ထမြောက်တော်မူလိမ့်မည်ထို့နောက်ကိုရောကြွလာတော်မူသောအခါကိုရော၏နောက်လိုက်တော်တို့သည်ရှင်ပြန်ထမြောက်ကြလိမ့်မည်ဆိုတော့ဒီကျမ်းချက်အရကျွန်တော်တို့ဘာသိရလဲဆိုတော့အာဒံ၌အပြစ်အဖြစ်လူဖွားခြင်းခံရတဲ့ကျွန်တော်တို့ဟာဒီချင်းဆိုတာရှိတယ်အဲ့ဒီချင်းပြီးတဲ့အခါမှာခရစ်တော်သခင်အားဖြင့်ကျွန်တော်တို့ဟာရှင်ပြန်ထမြောက်ခြင်းရရှိကြလိမ့်မယ်ဆိုတော့ရှင်ပြန်ထမြောက်ခြင်းရရှိတဲ့အခါမှာအတီးပြီးမိမိတို့အလဲကျရှင်ပြန်ထမြောက်လိမ့်မယ်ဆိုလို့ကျွန်တော်ပထမဦးဆုံးတရားရှိလို့အလဲအဲ့ပထမဦးဆုံးဘယ်လိုလဲဆိုတော့အတင်ခရစ်တော်ပဲဖြစ်မှာဆိုတော့အတင်ခရစ်တော်ပြီးတဲ့အခါမှာသူ့ရဲ့အနောက်လိုက်ဒီရှင်ပြန်ထမြောက်ခြင်းခံရလိမ့်မယ်လို့ပြောဒီမှာအဲ့တော့တကယ်မှာကောင်းကင်ဘုံသို့ပင်ဆောင်ခြင်းခံရတယ်ကောင်းကင်ကိုရောက်သွားတယ်ဆိုတာဒီကျင့်ကြံအဖြစ်ကျွန်တော်တို့လေ့လာလို့ရပါတယ်ဆိုတော့ဒုတိယတစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ပြဋိတော်ကျမ်းအခန်းကြီး7အခန်းငယ်1မှာလဲအရေးထားလဲဆိုတော့အမျိုးသမီးတဦးသည်နေကိုဝတ်ဆင်ထားပြီးလားကိုခြေဖြင့်နင်းလျက်ဥကောင်းပေါ်တွင်ကျဲတစ်နှလုံးပါပြီးတရပူကိုစောင်းထားလေ၏လို့ပြောတယ်ဆိုတော့ဒီမှာလဲနေတော်သခင်မှာနေကိုဝတ်ဆင်ပြီးတော့လာကိုခြေနဲ့နင်းနေဥကောင်းပေါ်မှာတည်တည်စောင်းထားတယ်ဆိုတာဒါကောင်းကင်မှာပဲကျွန်တော်တို့မြင်ရတဲ့နေတို့လာတို့ကျဲတို့ပြောတော့နေတော်သခင်မှာကောင်းကင်မှာကောင်းကင်တို့ပြေဆောင်ပြင်ခံရတယ်ဆိုတဲ့ဒီနေ့အထောက်ထားလေးဖြစ်တော့ဆက်ပြီးကျွန်တော်လေ့လာကြည့်တဲ့အခါမှာကျမ်းကျအများကြီးအတိအကျမေတော်သခင်မှာကောင်းကင်ဘုံသို့ပြေဆောင်ခြင်းခံရတယ်လို့မပြောခဲ့ပြီးတော့ညာလဲကျွန်တော်တို့တွင်ဝိုက်ပြီးတော့အများကြီးလေ့လာလို့ရပါတယ်ဆိုတော့တချို့ကပြောကြတယ်sola scriptura ကျမ်းစာပဲပြောကျမ်းစာမှာမေတော်သခင်မှာအကြောင်းရှိရင်ပြောငါတို့ကကျမ်းစာပဲလက်ခံတယ်ဆိုတော့ဒီညီကိုကြီးကပြောတယ် tradition တို့ပြောရသလေးတို့ထုံးတမ်းစင်လာတို့ညာမပြောနဲ့ဒါတွေမတည်ဘူးဆိုတော့ဒါကိုကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာကျွန်တော်တို့ကက်သလစ်တယောက်အနေနဲ့ဘယ်လိုလက်ခံရမလဲလို့ကြည့်တဲ့အခါမှာခရစ်ယာန်တွေအများကြီးယုံကြည်လက်ခံကြတယ် The Trinity Father Son and Holy Spirit so Trinity ပုဂ္ဂိုလ်သုံးပါးတဆူဖျားတည်ရှိတယ်ဆိုတော့ကျမ်းစာမှာbut then will be ဒါပေမဲ့ကျွန်တော်တို့ယုံကြည်ကြတယ်ဆက်တဲ့မှာပဲအသင်းတော်ရဲ့ပထမဦးဆုံးပုံရိပ်ကြီးဖြစ်တဲ့ရှင်ပေထရုသူရဲ့ဓမ္မအာဇာနည်ဖြစ်ခွင့်လုပ်ခြင်းရှင်ဘောလူရဲ့ဓမ္မအာဇာနည်ဖြစ်ခွင့်လုပ်ခြင်းဟာယမမှုမှာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်ကြသိကြဘယ်လိုကျမ်းစာမှာမရှိဘူးဒါတကယ်ရတာအသင်းတော်ရဲ့ရှေးဦးဖခင်တွေဟာရည်သားထားတယ်သူရဲ့နှုတ်ပြောအဖြစ်နောင်လာနောင်သားတွေကိုဝင်ငှခဲ့တဲ့အသင်းတော်ရဲ့ profession အဖြစ်ကျွန်တော်တို့သိရတော့တတလုံးနေကဩဝါဒစာဣတိယစာတော်မှာရှင်ဘုလူကပြောလဲကြတော့ညီကိုတို့ခိုင်မြဲစွာယက်တည်ကြလောငါတို့ဤနှုတ်ထွက်စကားအားဖြင့်ဖြစ်စေစာအားဖြင့်ဖြစ်စေကျွန်တို့တင်ယူခဲ့ကြသောထုံးတမ်းစင်လာများကိုစောင့်သိမ်းကြလောဆိုပြီးတော့ရှင်ဘောလူကအသင်းတော်ရဲ့ tradition နဲ့ပတ်သက်ပြီးတော့ဒီတတလုံးနေကဩဝါဒစာဝိရိယစာတော်မှာရှင်ဘောလူပြောထားတာကိုလည်းကျွန်တော်တို့တမန်ကျမ်းစာအဖြစ်တွေ့ရမှာဆိုတော့ဒီကျမ်းချက်တွေကိုကျွန်တော်လေ့လာပြီးတဲ့အခါမှာဒီမဟုတ်ဘူးငါတို့ကတမန်ကျမ်းစာတစ်ခုကိုပဲလက်ခံတယ်တမန်ကျမ်းစာထဲမှာဘယ်လိုဆိုခင်မအကြောင်းကိုပြောပြပါလို့ပြောလာတဲ့အခါမှာတော့
ရှင်ယောဟန်ရဲ့ဧဝံဂေလိကျမ်းအခန်းကြီး21အခန်းငယ်25မှာပြောလဲဆိုတော့ရှင်ယောဟန်သခင်ယေရှုပြုတော်မူခဲ့သောအချင်းအရာများစွာရှိ၏သူအချင်းအရာတစ်ခုချင်းစီကိုရေးသားမည်ဆိုရင်ရေးသားရမည့်စာဆောင်များကိုထားရှိရန်ဤကဘာမြေပေါ်တွင်နေရာရှိတော်မူမဟုတ်သူပြောတာသူသခင်ယေရှုပြောတာဒီအများကြီးရှိတော့အကုန်လုံးဒီထဲမှာမပါဘူးတချို့ကကျွန်တော်စမ်းစာတင်လာပြီးရတယ်တချို့ကကြတော့ကျွန်တော်တို့အသင်းတော်ရဲ့ဝန်ထမ်းစင်လာများအဖြစ်ကျွန်တော်လေ့လာပြီးရအဲကြောင့်သခင်ခရစ်တော်ကစင်ပီတာကိုရှင်မဿဲအခန်းကြီး16အခန်းငယ်19မှာကောင်းကင်နိုင်ငံကိုတော့ပြီးတော့ဗာပြောလဲဆိုတော့ကမ္ဘာမြေပြောမှာတင်းတို့ချင်းအောင်သမျှကောင်းကင်ဘုံမှာလည်းချင်းအောင်ချင်းခံရလိမ့်မယ်ကမ္ဘာမြေပေါ်မှာတင်းတို့ဖြစ်လို့သမျှတွေလည်းကောင်းကင်နိုင်ငံ၌ဖြစ်လို့ချင်းခံရလိမ့်မယ်ဆိုပြီးပြောဆိုဒီအားဖြင့်ကျွန်တော်တို့ဗာသိလာလဲဆိုတော့အတင်းတော်ဟာ tradition အထူးသဖြင့်ကမ္ဘာဖြစ်ပြနေတဲ့နေရာတိုင်းမှာအတင်းမှာဝင်ရောက်ဆော့ဆက်ပြီးလှုပ်ရှားပြီးကျွန်တော်တို့ global warming ကမ္ဘာကြီးပူနွေးခြင်းရဲ့အကြောင်းကျွန်တော်တို့မနေ့ကဆိုရင်ပုံရင်းမင်းကြီး Francis က G7 ကမ္ဘာထိပ်သီးနိုင်ငံခေါင်းဆောင်တွေနဲ့တွားပြီးတော့အတူတူတွေ့ဆုံနိုင်ငံရေးဝယ်ဒီမှာလည်းဖောင်ဝင်ဆက်ရောက်။အဲကြောင့်လေချင်းတခါတာရှိဖို့ပဲချင်းပြန်နေတည်မြဲဖို့ပဲကမ္ဘာကြီးမှာငြင်းချင်းရှိဖို့ပဲကျွန်တော်အတင်းတော်မှာအခုအရင်ခေတ်စားနေတဲ့ဒီ AI နဲ့ပတ်သက်ပြီးအတင်းတော်လည်းအများကြီးပြောတယ်။အခုကျွန်တော်တို့နိုင်ငံအသီးသီးမှာဖြစ်ပျက်နေတဲ့ဒီစစ်ပွဲအကြောင်းနဲ့ပတ်သက်ပြီးတော့လေပုံရင်းမကြီးမိမိရဲ့ဒီနေ့ဝင်တဲ့ပတ်တိုင်း engine ဆိုတဲ့အခါမှာအများတန်းစုပေါင်းပြီးတယ်မိမိရဲ့ဒီဗုဒ္ဓဘုရားအပတ်တိုင်းဖျားစကားသင်တန်းမှာလေဒုက္ခရောက်နေဖို့တဲ့အများစုပေါင်းပြီးတယ်နာမည်တွေပုံမိုးနေတော့ဘာလဲဆိုတော့အတင်းတော်ဒီကျမ်းစာတစ်ခုတည်းမဟုတ်ဘူး tradition ကိုပါအတင်းတော်ကကျွန်တော်တို့ကိုတုံသင်ပေးပြီတော့ကျွန်တော်ပထမပြောခဲ့တဲ့အတိုင်းပဲ the source of the knowledge of a Catholic comes from both tradition and scripture ဆိုတော့ကျွန်တော်နှစ်ခုလုံးကိုလက်ခံနားလည်နိုင်မှာကျွန်တော်သိချာအဲ့ဒီကျမ်းစာကဘယ်ခေတ်ဘယ်အချိန်ကဘာကိုဆိုလိုချင်တာလဲပြောကိုလေကျွန်တော်တို့နားလည်နိုင်မှာဖြစ်ပါအခုကျွန်တော်တို့မေတော်မာရိယာကောင်းကင်ဘုံသို့ပိတ်ဆောင်ခံရခြင်းကို tradition နဲ့ကျွန်တော်တို့ကြည့်ပြီး scripture လည်းကြည့်ပြီး tradition ဆိုတဲ့ရှေးဟောင်းအသင်းတော်ရဲ့သမိုင်းဘုံထုံးတဲ့စလာကဘာတွေပြောလဲဒီမှာကျမ်းစာအဖြစ်ကျွန်တော်တို့ဘာကိုလေ့လာလို့ရလဲဆိုတော့ကျွန်တော်လေ့လာပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့ဘဝအတွက်ကျွန်တော်ဒီကမ္ဘာရဲ့ကောင်းကင်ဘုံသို့ပိတ်ဆောင်ခြင်းခံရတာကဘာကိုပြင်ပြီးလဲဆိုတော့အချက်၃ချက်ပဲဝင်ငါချင်တာပထမတစ်ခုနေit is a grace of God ဒါဘုရားရဲ့ကျေးဇူးတော်လို့ကျွန်တော်ပြောချင်ပါဘာလို့လဲဆိုတော့ခရစ်တော်သခင်ဟာဒီမှာလောကမှာနေမေတော့သုံးပါးသွားပြီးတဲ့အခါမှာမထားခဲ့ဘူးကောင်းကင်နိုင်ငံကိုတည်ဆောင်သွားတည်ဆောင်လဲလို့ပြောတဲ့အခါမှာအမိမေတော်သခင်မရဲ့ဝိညာဉ်ကိုပဲတည်ဆောင်သွားတာမဟုတ်ဘူးသူမရဲ့ခန္ဓာကိုယ်ပါကောင်းကင်နိုင်ငံကြီးတည်ဆောင်သွားအဲ့တော့ကျွန်တော်ပြောရတဲ့ grace ကျေးဇူးတော်ဆိုတာဘာလဲဆိုတော့ဥပမာဆိုကြပါစို့လူတယောက်ကျွန်တော်တို့တည်ဆောင်သွားပြီးတဲ့အခါမှာဘာမှအလုပ်ရှားလို့မရအောင်ဘာမှလုပ်လို့မရအောင်ပြောလို့မရအောင်ပြုလို့မရအောင်အခုစနေနေ့တော့မှလုပ်လို့မရအောင်ဆိုတော့ he or she is helper ဘာမှလုပ်လို့မရတဲ့အခါမှာတော့ဥပမာဆိုကြပါစို့ကျွန်တော်တို့တည်ဆောင်သွားပြီးတဲ့အခါမှာလူတယောက်တည်ဆောင်သွားတဲ့အခါမှာတော့သူဘာမှလှုပ်ရှားလို့မရဘူးစားလို့မရဘူးပြုလို့မရဘူးသွားလို့မရဘူးလာလို့မရဘူးပြောလို့မရအောင်တော့ he becomes powerless she becomes powerless ဘာမှလုပ်လို့မရတဲ့အနေအထားတစ်ခုကိုဖခင်ကိုလုံးဝလာပြလိုက်ရတော့မေတော်မာရိယာက she did not choose to enter into heaven but she accepted to assume into heaven တော့ကျွန်တော်တို့ဒါဘာမှတွေ့ရလဲဆိုတော့အဲကျေးဇူးကိုမှရလဲဆိုတော့ကျွန်တော်ငယ်ငယ်ကျေးဇူးချင်းခံတဲ့အခါမှာကိုဘာမှမသိဘူးဘာမှမပြောတတ်ဘာမှမဆိုတတ်ဘူးဒါပေမဲ့သွားတယ်ပါဝင်တယ်မိဘခေါ်ရတယ်ပြီးတဲ့ကောင်ကောင်းဆိုင်ပင်နေခေါ်ရတယ်ပါဝင်တယ်သွားတယ်ဆိုတော့အဲ့ရဖြစ်ဘုရားကြီးတော်ကိုရအဲ့ဒီကလေးကဘုရားကိုအေးဆက်အတင်းတော်လည်းဝင်လာပဲဘုရားရဲ့အေးစီတယ်ညအဲကြောင့်ဒါကတကယ်မှတောင်းလို့မတော့ပစ်ဆောင်ခြင်းခံရတယ်ဆိုတော့ကျွန်တော်ကဒီမှာတစ်ချက်နေမယ်ပြေးစီတော်လို့ပြောဆိုဒုတိယတစ်ချက်ကဘာလဲဆိုတော့ it reveals our own identity ကျွန်တော်တို့ရဲ့ identity ကိုဒီဟာအသုံးပြတာဆိုဘာလို့ပြောရလဲဆိုတော့ကိုရမကြီးဂျွန်ဘောတူက
သူ့ရဲ့ဒီဗုဒ္ဓဘုန်းကြီးအပတ်တိုင်းဖျားစကားခင်ထဲမှာ theology of body အကြောင်းကိုပြောတယ် theology of body မှာhuman လူသားအကြောင်းကိုပြောတယ်ပြောတဲ့အခါမှာသူဘာကိုပြောလဲဆိုတော့ကမ္ဘာဦးကျန်အခန်းကြီး1ခန်းငယ်20မှာဖျားသခင်အားတဲ့လူကိုမိမိရဲ့ပုံသဏ္ဍာန်နဲ့ဖန်ဆင်းဆိုတော့ဘုရားကလူကိုဖျားရဲ့အရန်နဲ့ဖန်ဆင်းဆိုတော့ made of what ဘာနဲ့ခေါ်စီရဘာနဲ့ခေါ်စီရလို့ပြောလာတဲ့အခါမှာ body and soul ခန္ဓာကိုယ်နဲ့ဝိညာဉ်သို့မဟုတ် matter and spirit duality ဆိုတော့နှစ်ခုပေါင်းစပ်မှာလူစားဖြစ်တာဆိုတော့လူတယောက်သိဆုံးသွားတဲ့အခါမှာအဲ့ဒီဝိညာဉ်ကတည်သွားတာလားခန္ဓာကိုယ်ကပုထုဇဉ်မျိုးရောက်သွားတာလားဆိုတော့အဲ့လိုလည်းမဟုတ်ပါဘူးဆိုတော့လူသိဆုံးသွားတဲ့အခါမှာဒီခန္ဓာနဲ့ဒီဝိညာဉ်က separate ခွဲခြားသွားတာတစ်ခုနဲ့တစ်ခုမပေါင်းဆက်တော့ဘူးတစ်ခုနဲ့တစ်ခုကခွဲခြားတာပြီးတော့မေတော်သခင်မှကြတော့ဘာလဲဆိုတော့အဲ့ဒီနှစ်ခုလုံးရဲ့ပေါင်းဆက်ခြင်းအဖြစ်မေတော်သခင်မှကို body and spirit ခန္ဓာကိုယ်ရောဝိညာဉ်တော်ကိုဘုရားသခင်ကကောင်းကင်ဘုံသို့ပြည့်ဆောင်ခြင်းခံရတယ်ဆိုတော့ကျွန်တော်တို့လူသားတွေမှာလည်းခန္ဓာကိုယ်နဲ့ဝိညာဉ်ရှိခန္ဓာကိုယ်ရှိလို့ပဲကျွန်တော်တို့အချင်းအကန့်အသတ်တစ်ခုနဲ့အသက်ရှင်ကြတယ်တည်ဆုံးကြမေတော်မာရိယာမှာဒီကျွန်တော်တို့လိုခွဲခွာခြင်းမရှိဘူးအဲ့ဒီအစကတည်းကဘုံဆောခြင်းကနောက်ဆုံးကောင်းကင်ဘုံသို့ပြည့်ဆောင်ခြင်းခံရတဲ့အဖြစ်ရှိခဲ့တယ်ဆိုတာကိုကျွန်တော်တွေ့ရဆိုတော့တတိယသင်ခန်းစာဘာလဲဆိုတော့ remembrance of our home ဆိုတော့ကျွန်တော်တို့အသက်ရှင်ကြတဲ့လောကကမ္ဘာမှာလှုပ်ရှားကြတယ်တွာလာကြတယ်အားလုံးအစဉ်ပြေကြတယ်အစဉ်ပြေနဲ့ကြိုးစားကြတယ်ဆိုတော့ကျွန်တော်ရဟန်းတစ်ပါးအနေနဲ့မြေစာပူဇော်တယ်ကိုလုပ်တယ်ဆိုတော့ကျွန်တော်ရဟန်းတစ်ပါးအနေနဲ့မြေစာပူဇော်တယ်ကိုယ့်ရဲ့တာဝန်တွေလုပ်တယ်စာတွေတင်တယ်တရားတွေပညာတွေဟောကြားတယ်ဆိုတော့ဒါရေးနာရီတွေပါဝင်တယ်တွားတယ်လာတယ်ဆူတောင်းပေးတယ်ဆိုတော့ဒါတွေအားလုံးကတော့လုံးနေတာတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့မမေ့တင်တာ this world doesn't belong to me ကျွန်တော်ဒီလောကကမ္ဘာဟာကျွန်တော်တို့ရဲ့နိုင်ငံမဟုတ်သေးဘူးကျွန်တော်တို့ရဲ့နိုင်ငံရှိသေးတယ်ဆိုတာကိုမေတော်မာရိယာမေတော်သခင်မရဲ့ကောင်းကင်ဘုံသိဆောင်ခြင်းဒီယုံကြည်အချက်ကကျွန်တော်တို့ကိုသင်ကြားပေးအခုပဲ Lumen Gentium Light of the Nation Second Vatican Council document တခုကဘာပြောလဲဆိုတော့အခန်းနံပါတ်8မှာဆိုမေတော်သခင်မအားတဲ့ကောင်းကင်ဘုံကိုရောက်သွားပြီးတော့ညာလဲတော့ပြည့်စုံနေတာမဟုတ်ဘူးတဲ့သူမရဲ့ဒီနိခင်မြတ်တာအားဖြင့်ဒီမရဲ့တားရဲ့ညီကိုလေးကြည့်တဲ့ကျွန်တော်တို့တွေဒီပုထုဇဉ်လူသားတွေလောကမှာအသက်ရှင်တဲ့ကျွန်တော်လူသားတွေအတွက်မေတော်သခင်မအမြဲတမ်းခဲလို့ပါပဲအမြဲတမ်းဂရုစိုက်ပါလေဆိုတော့ဘူးဒီ Second Vatican Council ရဲ့ Lumen Gentium Second Vatican Council ရဲ့ document တခုဖြစ်တဲ့ Lumen Gentium Light of the Nation ဆိုတော့ခန်းနံပါတ်8မှာမပြောလဲဆိုတော့မေတော်သခင်မဟာတဲ့ဒီလူကဘာကနေဖောက်ခေါ်သွားပြီးတဲ့အခါမှာစောင်းငင်မှာနှကားနေတာမဟုတ်ဘူးရဲ့သူမရဲ့နိခင်မြတ်တာအားဖြင့်လောကမှာအသက်ရှင်နေတဲ့ပုရုဇဉ်သားများဖြစ်တဲ့ကျွန်တော်တို့ဟာဘုခင်ကျွတ်တဲ့အညီကိုမနာမညာဖြစ်ပြီးအလျောက်ကျွန်တော်တို့ကိုအမြဲတမ်းအနည်းမဲ့ကောင်ခဲလုပ်ပါလေအရန်ကြီးစိုက်ပါလေဆိုတာကိုကျွန်တော်တို့ဒီဖာတင်မှာအဖြစ်မျိုးသိရှိရဥရိယတခုအနေနဲ့ကက်သလစ်အသင်းတော်ကြီးမြတ်တော်အယူဝါဒ Catechism of the Catholic Church နံပါတ်900နံပါတ်982ကဘာပြောလဲဆိုတော့ Mary is the eschatological icon of the church ဆိုတော့ဘာလဲဆိုတော့မေတော်သခင်မဟာနောက်ဆုံးသောကာလရဲ့ icon ဆိုတော့အသင်းတော်သည်မေတော်သခင်မ၏နောက်ဆုံးသောအချိန်ကာလကိုစင်ကြယ်သုံးရက်သည့်အလျောက်ကျွန်တော်တို့ဒီလည်းနောက်ဆုံးသောအချိန်ရောက်လာမယ်။အဲနောက်ဆုံးသောအချိန်အားဖြင့်ဘုရားသခင်ရဲ့ခေါ်ဆောင်ခြင်းကိုခံရမယ်။ဘုရားသခင်ရဲ့ခေါ်ဆောင်ခြင်းခံရတဲ့အတွက်ဤလောကကမ္ဘာသည်ကျွန်တော်တို့ရဲ့ခရီးသွားနိုင်ငံသာဖြစ်တယ်ဆိုတာကိုသိရှိဖို့တဲ့မေတော်သခင်မရဲ့ကောင်းကင်ဘုံသို့ပြင်ဆောင်ခြင်းဤယုံကြည်အချက်ကကျွန်တော်တို့ပြင်နာပြီးသူတော်၌ချစ်လာစွာသောမြေကုံမောင်တို့ပေါင်းတို့မေတော်သခင်မရဲ့ကောင်းကင်ဘုံသို့ပြင်ဆောင်ခြင်းယုံကြည်အချက်ကိုကျွန်တော်တို့ဥစားပထမtradition အဖြစ်အစဉ်အလာအဖြစ်အကျဉ်းတော်မှာဒီလိုမျိုးစတင်လက်ခံယုံကြည်လာကြလဲဆိုတော့ကျွန်တော်လေ့လာခဲ့တယ်။ဒုတိယအနေနဲ့တမန်ကျမ်းစာရဲ့ကျွန်တော်သိရှိနားလည်နိုင်တဲ့အထောက်အထားများအဖြစ်မေတော်သခင်မသည်ကောင်းကင်မှာရှိတယ်ဆိုတာကိုကျွန်တော်လေ့လာခဲ့။စ
ဆိုတော့နောက်ဆုံးအနေနဲ့မေတော်သခင်မရဲ့ကောင်းကင်ဘုံသို့တက်ဆောင်ခြင်းအဖြစ်တော့သင်္ခါစာသုံးခုကိုလေ့လာခဲ့တဲ့ပထမတစ်ခုဟာအာဟာဖျားရဲ့ကြီးပြီးတော့ဒုတိယတစ်ခုကဒါဟာကျွန်တော်လူသားဖြစ်တယ်ဆိုတော့ကိုပြန်ပြန်ထင်အောင်ပြီးတယ်တတိယတစ်ခုကမေတော်သခင်မရဲ့ကောင်းကင်ဘုံပေးဆောင်ခြင်းခံရတဲ့ဒီကံကြီးအချက်ကကျွန်တော်တို့ဒီလေကောင်းကင်ဘုံတို့ရှောင်းလန်းရမယ်ဒီဘောအတ္တကိုမြုပ်ပိုးပြီးရှောင်းလန်းရမယ်ဆိုတော့ဒီပေးရင်လည်းကျွန်တော်တို့ဆက်လက်ပြီးအမိမေတော်ထမတရားကြီးညိုပြီးလိုဝဲရစုပြည်စည်းများဖို့အမိမေတော်ဆာမှာကောင်းဆက်ဖို့အတွက်ကျေးဇူးတင်ကြကိုအမိမေတော်ရဲ့အကြောင်းဝင်စုပန်နေအဖြစ်ကောင်းဆောင်ရင်အလုံးကိုကျေးဇူးတင်ပါတယ်လို့ဒီနေ့မှာပဲနေပုံးချုပ်ပြောအပ်လိုက်အောင်